3D ချင်းမိတ်ဆွေပေါင်းတို့မင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ယခုတောင်ပေါ်မူလေးတန်တန်တစ်ခုနဲ့တောင်ပေါ်မူတက်ပေါ့နော်ဆုံးဖြတ်ထားတဲ့ကစားဝက်ကလေးတစ်ခုနဲ့ကစားပြသွားပါမယ်ဒီမူလေးကမိတ်ဆွေတို့ရဲ့အကောင်းဆုံးထောက်ပံ့ဖြစ်ပါလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်မိတ်ဆွေတို့အနေနဲ့နော် channel ကို subscribe လုပ်ရတဲ့လူများအနေနဲ့လည်းပဲ like and share လေးလုပ်ပေးနေတယ်လို့ subscribe လည်းပဲတင်တာဒီမှန်တယ်မြင်နေအောင်လုပ်ထားကြပါလို့ဒီနေ့ကနေပြီးတော့တောင်းဆိုလိုက်ပါတယ်မိတ်ဆွေတို့အတွက်ကောကျွန်တော်အတွက်ကောအားလုံးပေါ့နော်ခိုင်းရတော့ကျွန်တော်အခုဒီနေ့ဘာနေစပြမလဲဆိုလို့ရှိရင်ပေါ့နော်ဒုတိယမြောက်ဗီဒီယိုလေးကိုတင်ပေးတဲ့နေရာမှာကျွန်တော်ဒီပြီးခဲ့တဲ့ပင်တော့နော်ပြီးခဲ့တဲ့ပင်တော့ကျွန်တော်ပြခဲ့တဲ့ဒီမှာ6လေးရဲ့28ကပေါ့နော်စုံလေးလုံး6လေး28ကျန်းနေတဲ့3ညပါဝါ9ဆိုတော့ဒီမှာချပြီးတော့9ပါဝါ3ညကိုဒီမှာထည့်လိုက်တယ်ထည့်ပြီးလဲပြီးတော့အဲ့3ညကိုဒီမှာ3ညလို့ထည့်လိုက်ပြီးလဲပြီးရောပေါ့နော်ဒီမှာ3ညနဲ့ခက်ခွန်းလို့ဆိုပြီးတင်လိုက်တယ်ပေါ့နော်အဲ့ဒီတော့အဲ့ဒီ9 3ညခွန်းဒီ9 3ညခွန်းပေါ့နော်ဒီမှာ9ဆိုတော့ထိုင်းပါဝါလေးတောင်ထည့်လိုက်ပါသေးတယ်အဲ့ဒီ9 3ညခွန်းဆိုတဲ့3လုံးဟာဒီပင်မှာပျောက်သွားပြီးလဲပြီးရောပေါ့နော်ဒီပင်မှာပျောက်သွားပြီးလဲပြီးရောနော်ပင်မှာလာပြီးတော့ဘလို့ပုံစံကစားလဲဆိုနှလုံးပေါင်းချင်း9 3ညခွန်းဆိုတဲ့ဥစ္စာကိုပေါင်းသူကစားသွားခဲ့ပါတယ်အဲ့လိုကစားသွားပြီဒါကတော့2022က24ချိန်မှာပေါ့နော်အဲ့မှာ2023ရဲ့တစ်ချိန်လဲကြာလဲကြာဟောဒီမှာအမောင်ဝင်မှာစောင်းထားတဲ့9ရဲ့တန်ပြီးရတစ်ကဘရီပေါ့နော်ဘရီဘဘုံကင်းကနန်9ရဲ့ပေါ့နော်အဲ့ဒီ9 1 9ဆိုတဲ့ကဏ္ဍလေးက15 break အနေနဲ့ကစားလာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်เนาะဒီ919ဆိုတဲ့ကဏ္ဍလေးကစားလာကြတော့တနည်းပြီးမှဆိုတော့ပေါ်196ကို1ချင်းကစားလာလေရှိတယ်ပေါ့เนาะအဲ့တော့919ဆိုပြီးသူပထမဦးဆုံးပွဲအနေနဲ့ကစားသွားခဲ့ပါတယ်အဲ့တော့ကျွန်တော်ဒုတိယပွဲလေးကိုတစ်ခါကြည့်လိုက်အောင်ပေါ့เนาะဒုတိယပွဲလေးမှာလည်းပဲဒီမှာ6လေးနဲ့28လို့10ဖြစ်ပြီးကျန်းနေတဲ့3ညပါဝါ9ကိုဒီမှာဖြစ်ပြီးလေပြီး3ည9ပါဝါ3ညကိုပရိပတ်ဘုံခင်းလိုက်ပါတယ်ပြီးတော့3ညကို3ညလို့ချပြီး3ညနဲ့ခါခွန်းလို့တင်လိုက်ပြီးတော့အဲ့ခွန်း3ည9ဆိုတဲ့ဥစ္စာဒီဟောဒီတဲပွဲ2024ရဲ့22ကြိမ်မှာ843ထွက်တဲ့ပင်မှာ9 3ညခွန်းပြောက်ပြီးနှလုံးပေါင်းချင်း9 3ညခွန်းဆိုတဲ့အတန်နဲ့ကစားလာခဲ့ပါတယ်เนาะအဲ့တော့ဒုတိယပွဲအနေနဲ့2024ရဲ့23ကြိမ်ကိုရောက်တဲ့အခါကျတော့အမောင်ဝင်စောင်းထားတဲ့8ကဲတန်ပြီးရ6ကဲဒီမှာဘရီဘတ်ဘုံကင်းကနန်း3ငယ်ကို863ဆိုပြီးလဲပြီးရောသူတဲ့အောင်မြင်ကစားလာပါတယ်အပေါ်ကနန်းကို843ဝမ်းချင်းကစားလာတယ်လို့လည်းပဲကျွန်တော်တို့ယူလို့ရတယ်ပေါ့ဗျာเนาะဒုတိယအနေနဲ့အောင်ပွဲဆင်သွားခဲ့တာပေါ့ဗျာဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတတိယပွဲအနေနဲ့ကျွန်တော်တို့လာပြီပေါ့เนาะတတိယပွဲအနေနဲ့ဘယ်လိုလာမလဲဆိုတာဥစ္စာကိုကျွန်တော်တို့ကြည့်လိုက်အောင်ဒါမိတ်ဆွေတို့မြင်တဲ့အတိုင်းပါပဲเนาะကျွန်တော်တို့ဒီမှာပြီးခဲ့တဲ့အပင်တုန်းကမလေးရှားပေါ့နော်မလေးရှားမှာဘာလုပ်တယ်လဲတို့ကြည့်လိုက်အောင်မလေးရှားမှာသူဘာလုပ်လဲဆိုလို့ရှိရင်ဒီမှာ6လေးရဲ့28ကလှုပ်လိုက်ပြီး6လေးရဲ့28ကလှုပ်လိုက်ပြီးလဲပြီးကျန်းနေတဲ့3ညပါဝါ9ကိုဒီမှာဒေါင်းမှာမှန်ကန်နေရတိတိကျကျပဲထည့်လိုက်ပြီးတော့အဲ့လိုထိပြီးလဲပြီးရော9ရဲ့ပါဝါ3ညကိုဘရီမက်ဘုံကင်းဥဆောင်ကဏ္ဍအနေနဲ့ခင်းလိုက်တယ်အဲ့3ညကို3ညလို့တိုက်ပြီး3ညပါဝါခွန်းဆိုပြီးလေးပြီးတင်လိုက်ပြီပေါ့နော်အဲ့ဒီ9 3ညခွန်းဆိုတဲ့3လုံးဟာ696ဆိုတဲ့2025ရဲ့15ချိန်မှာ19ချိန်မှာနားသွားပြီးလေးပြီးရောနှလုံးပေါင်းချင်း9 3ညခွန်းပါအောင်သူကစားသွားခဲ့ပြီဒါဆိုလို့ရှိရင်ယခုပွဲမှာသူကစားမဲ့ကဏ္ဍကဒီမှာအမောင်ဝင်ကိုစောင်းထားတဲ့4ရဲ့တန်ပိယခွန်းရဲ့ဒီမှာပရိဘတ်ဘုံကင်းဥဆောင်ကဏ္ဍ2က4ခွန်2ဆိုတဲ့ကဏ္ဍလေးကကစားဖို့ရှိနေတာကိုကျွန်တော်တို့တွေ့ရပါတယ်เนาะ4ခွန်2ဆိုတဲ့ကဏ္ဍလေးတစ်ခွက်တတိယအကြိမ်မြောက်အောင်ပွဲခံဖို့သူကပေးလာခဲ့ပါပြီဒါဆိုကျွန်တော်တို့ဒီ4ခွန်2ဆိုတဲ့ကဏ္ဍလေးကိုကဲကျွန်တော်ပထမဗီဒီယိုမှာလည်းပဲကျွန်တော်တင်ထားပေးခဲ့ပြီးပြီမိတ်ဆွေတို့ကျွန်တော်ရဲ့ဒီပေါ့နော်ဒီ123 channel မှာကြည့်နိုင်ပါတယ်เนาะဘာလို့လဲဆိုဒီဥစ္စာကဒီဗီဒီယိုကကျွန်တော်ဒီပေါ့နော်ကျွန်တော်မှာ channel နှစ်ခုရှိတဲ့နေရာနေပြီးတော့ဒုတိယ channel ဖြစ်တဲ့
ဒီတောင်ပေါ်စေဒီတုံးကစားကြမယ်ဆိုတဲ့ channel ကနေပြီးတော့ရှာမယ်ဆိုလို့ရှိရင်အဲ့မှာရှိဖို့များပါတယ်ဒီဗီဒီယိုကအဲ့မှာတင်ဖို့မရှိပါတယ်ဒါကြောင့်မလို့ဘာလဲဆိုလို့ရှိရင်အဲ့ဒီကိုရိုက်ရှာမယ်ဆိုလို့ရှိရင်လည်းပဲ @ เนาะ AAR deck F7W ဆိုပြီးတော့ YouTube မှာရိုက်ရှာလိုက်ပါရပါလိမ့်မယ်အဲ့တော့ခုကျွန်တော်ပြန်ကြည့်မယ်เนาะပြန်ပြီးပြောမယ်ဒီမှာ6လေးနှစ်8ဖြစ်ပြီး3ညကျန်တဲ့3ညပါဝါ9ဒီမှာ9ပါဝါ3ညဖြစ်ပြီး3ညခွန်ဆိုပြီးဒီမှာထောက်လိုက်လို့ဒီမှာထိုင်းကိုလေးတောင်ထည့်လိုက်သေးရနော်အဲ့ဒီ9-3ညခွန်ကတော့ဟောဒီပင်မှာနားသွားပါတယ်နှလုံးပေါင်းကြီး9-3ညခွန်အတန်ဒီပေါင်ကစားသွားခဲ့တယ်ကစားသွားပဲအခုချိန်မှာအမောင်ဝင်စောင်းထားတဲ့လေးရတန်ပြီးရခွန်ရဲ့ဟောဒီနှစ်ကဲဆိုတဲ့လေးခွန်နှစ်ကိုဒဲကစားဖို့ရှိပါတယ်နော်အဲ့လိုမှမဟုတ်လို့ရှိရင်ပထမပင်တွေမှာပြခဲ့တယ်လို့696ကိုဝမ်းချင်းကစားမလားနော်အဲ့ကျွန်တော်ဘာလို့လဲဆိုလို့ရှိရင်ပထမပင်မှာကျွန်တော်တို့ဒီမှာ196ကိုဝမ်းချင်းပြီးလဲ919ဆိုပြီးတော့ကစားတယ်ဒီ919ကိုကျွန်တော်တို့ break ယူမယ်ပေါ့နော်ဒုတိယဘွဲကြပြန်တော့လည်းပဲဒီထွက်ကနန်း843ကိုဝမ်းချင်းကစားတယ်ဟောဒီ863ဆိုတဲ့သုံးလုံးပေါင်းချင်းခွန်ကို break ခွန်ဆက်ခွန်လို့ယူလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဟုတ်ပြီ၄ခွန်နှစ်ဆိုတဲ့ကနန်းကိုဒဲကစားမလားအဲ့ဒါမှမဟုတ်လို့ရှိရင်696ဝမ်းချင်းနဲ့၄ခွန်နှစ်ဆိုတဲ့73 break ကစားမယ်ဆိုရင်ထွက်လာမှာက66တွဲနဲ့69တွဲနှစ်တွဲထွက်လာမှာပါအဲ့ထွက်လာမဲ့ကဏ္ဍအရာ616ကဲ698ကဲဆိုပြီးတော့ကဏ္ဍနှစ်ပေါက်ထွက်လာမှာပါပထမဗီဒီယိုမှာတော့ဆိုတော့ရှင်ကျွန်တော်ခွန်ကိုပတ်လေကိုလည်းပဲတင်ပေးထားပါတယ်ဒီခွန်ကိုပတ်လေကဘာကြောင့်လဲဆိုလို့ရှင်ကျွန်တော်တို့ဘောနော်ဒါကလန်နာ site အရာပေါ့နော်ကလန်နာ site အရာကျွန်တော်တင်ပေးသွားခဲ့တဲ့ဟာပါကျွန်တော်ကလန်နာ site အနေနဲ့တင်ပေးသွားတဲ့ဥစ္စာမှာဘယ်လိုတင်ပေးလဲဆိုလို့ရှင်ကျွန်တော်တစ်ချက်ကြည့်အောင်နော်ကလန်နာမူပေါ့နော်ကလန်နာမူရဲ့ကျွန်တော်ပထမဒါဟိုဒီမောမွေးကနန်းလေးပေါ့နော်မွေးကနန်းလေးမှာကျွန်တော်တို့ဒီမှာ21ခု2021ပေါ့နော်21မှာဒီ395ဆိုတဲ့တော့18ကြိမ်ပေါ့18ကြိမ်မှာကျွန်တော်တို့ဒီမှာ18ကြိမ်မှာ935ဆိုပြီး7 break ထွက်ပါတယ်ဒါခုန395ကတော့အချင်းယူတာနော်ဒါဆို तू ကဘယ်ကနန်းကိုထွက်တာလဲဒီ395မှာဆိုဟောဒီ95ရဲ့95နောက်တွဲဒီဟောဒီတပင်းကျော်က3နောက်ကဲဟောဒီ3လုံးပါတယ်7 break နော်3လုံးပါတဲ့7 break ကို953ဆိုပြီးလိုက်ပြီးတော့18ကြိမ်မှာပြန်ပြီးတော့ကစားထားပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်နှစ်ကျော်တဲ့အခါကျ919တဲ့919ဆိုတော့15ကြိမ်ပေါ့ဗျာအဲ15ကြိမ်မှာကျွန်တော်တို့ဒီနောက်ပိတ်နှလုံးတွဲရ19ရဲ့ဟောဒီခွန်ရဲ့7 break ပြန်ကဏ္ဍကြမယ်အဲ့ဒီကဏ္ဍကဘာလဲဆိုရင်ဟောဒီခွန်တစ်လုံးပါတဲ့ပြန်ကဏ္ဍဆိုတော့ကျွန်တော်တို့ဟို8ခွန်နှစ်ကိုဒီမှာ15ကြိမ်မှာတိတိကျကျခွန်8နှစ်ဆိုပြီးတော့သူကတော့ကစားသွားခဲ့တယ်ဗျာနော်15ချိန်မှာပဲကစားခဲ့တယ်ဒါတော့ဟုတ်ပြီအခုဒီမှာကျွန်တော်တို့ဒီမှာဟောဒီမှာခွန်ကိုဖြစ်တဲ့အတွက်ကြောင့်23ချိန်ပေါ့နော်23ချိန်ဆိုတော့အခုမှ20ချိန်ပေါ့20ချိန်23ချိန်မှာရှိတယ်အဲ့23ချိန်မှာဘာကြရမလဲဆိုတော့ရှင်ဟောဒီခွန်ကိုရဲ့နောက်တပင်းကျော်ခွန်နောက်ပိတ်ကလေးဆို23 break နော်ဆိုတဲ့ပြန်ကဏ္ဍထွက်ရမယ်ဟာခွန်တလုံးပါတဲ့23 break ပြန်ကဏ္ဍလေးထွက်ရမှာဖြစ်ပါတယ်အဲ့တော့အခု20ချိန်အထိရောက်တာပြီဗျာနော်ဒီခွန်ဆိုတာလေးကထွက်မလာခဲ့သေးဘူးဒါကြောင့်မလို့ဒီချိန်မှာ20 21 22 23ကိုတော့ဒီမှာကျွန်တော်ခွန်လို့ဖမ်းထားတဲ့ဟာလေးပေါ့နော်အဲ့တော့ဒီခွန်လို့ဖမ်းထားတဲ့ဟာလေးကိုဒီ4ချိန်အနေနဲ့ကတော့အခုချိန်မှာ break 33ကိုတွေ့ထားပါတယ်ဒါကို4ခွန်နှစ်ဖြစ်မယ်ဆိုလို့ရှိရင်ဒီ73ချိန်ကြာရင်4ခွန်နှစ်နဲ့ခွန်လူမယ်ပေါ့နော်အဲ့လိုမှမဟုတ်လို့ရှိရင်ခုပင်မှာခွန်ဆိုတဲ့ကဏ္ဍလေးကလည်းပဲကောင်းနေတဲ့အတွက်ကြောင့်မလို့ဒီပင်မှာကြာတာကိုခဏထားတော့သူအပေါ်ပင်မှာကြိုးပြီးကြာလို့လည်းပဲရတယ်ဒီပင်ကြာမှာထပ်ပြီးနောက်တစ်ချိန်ပြန်စားလို့ရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဥစ္စာလေးကိုကြာလာနိုင်တဲ့အလားလေးရှိလို့ပထမဗီဒီယိုမှာကျွန်တော်ခွန်ဆိုတဲ့ဥစ္စာကိုကျွန်တော်တင်ပေးထားခဲ့ပါတယ်ဒါကြောင့်မလို့ယခုအချိန်မှာဒီခွန်ဆိုတဲ့ဥစ္စာလေးကိုမိတ်ဆွေတို့အနေနဲ့ထည့်ပြီးကစားနိုင်ပါတယ်၄ခွန်2ကဲ616ကဲ698ကဲခွန်ဆိုတဲ့ကဏ္ဍလေးကပတ်လဲပေါ့ဗျာအဲ့ရဒီကိုမိတ်ဆွေတို့အနေနဲ့ကစားနိုင်ပါတယ်ကစားမယ်ဆိုလို့ရှိရင်တော့โอเคကိုကြိုက်တဲ့လောက်နှစ်သက်တဲ့လောက်အော်ချလိုက်ဗျာဟုတ်လား 3D ကြီးများလည်းအများကြီးပေါက်ကြပါစေ